magnesium glycinate နဲ့ central ကထုတ်တဲ့ added multivitamin ပေါ့နော်ဒီနှစ်ခုကိုကျွန်တော်တို့တွဲတောက်တင်သလားတဲ့ရက်ချပြီးတောက်တင်သလားပေါ့နော်အသက်40ဝန်းကျင်ပြီးအဲ့တော့ကျွန်တော်ဒီနှစ်ခုလုံးကဖြည့်ဆွတ်စာတွေဆိုတော့ကျွန်တော်တို့အရင်ဆုံးလက်ခံမှုလိုပါတယ်ဆိုတာကဒီဟာတွေကကျွန်တော်မဖြစ်မနေတောက်ရတဲ့ဆေးတွေတော့မဟုတ်ဘူးပေါ့နော်အသက်40စားနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်လေ့ကျင့်ခန်းလုပ်နေတယ်ဆိုရင်ဖြစ်ကျွန်တော်ဒီဆေးတွေကမဖြစ်မနေမဟုတ်ပါဘူးအဲ့တော့ဖြည့်ဆွတ်တဲ့အနေနဲ့တောက်တာဖြစ်တဲ့အတွက်ကိုနေ့တိုင်းတောက်လဲရတယ်လို့တရက်ချာတောက်လဲရတယ်ပြဿနာထွေးတူမရှိဘူးပေါ့နော်သို့တော့ magnesium glycinate ကြတော့ညာဘက်အိပ်ပျော်ဖို့အတွက်ကျွန်တော် stress တွေရောဖို့အတွက် muscle တွေ relaxation ပေါ့နော်ကြွက်သားတွေဖြေရောဖို့အတွက်တောက်တာဖြစ်တဲ့အတွက်ကိုယ်မှာဒီလိုမျိုးလက္ခဏာတခုရှိနေတယ်ဆိုရင်တော့လေညာအိတ်ကန်နေတိုင်းအမြဲတမ်းထဲတောက်တာကအကျိုးရှိတယ်ပေါ့လေအဲ့တော့ဒီ multivitamin တွေကြတော့ကျွန်တော်ညာဘက်ကိုရှောင်လေးရှိတယ်အဓိကညာဘက်ရှောင်ရတဲ့အကြောင်းရင်းကဒီ multivitamin မှာကျွန်တော် B complex တွေပါတာပေါ့နော် vitamin B တွေပေါ့လေအဲ့ဒီ vitamin B တွေကတချို့သောလူတွေမှာဆိုရင်ညာတောက်လိုက်ရင်အိတ်မပျော်တဲ့ပြဿနာလေးတွေရှိတတ်တယ်အဲ့တော့ကျွန်တော်တို့ကမနက်ပိုင်းတိုက်တယ်မနက်စာစားပြီးတဲ့အချိန်တို့ပေါ့နေ့လည်စာစားပြီးတဲ့အချိန်တနေ့တစ်လုံးပဲတောက်တရက်ချာတစ်လုံးပဲတောက်ပြဿနာမရှိပါဘူးဒါလောက်ဆိုရင်တော့နားလည်လိမ့်မယ်လို့ပြောလင်းပါတယ်ကျေးဇူးတင်ပါတယ်